Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ JK တို့ရဲ့ Miss Grand International 2025အောင်မြင်စွာပြီးဆုံးသွားပါကြောင်းကြေညာအပ်ပါတယ်ရှင်အားလုံးပဲ JK ကိုအစားကနေအဆုံးအထိအင်တိုက်အားတိုက်အားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်လည်းအကုန်လုံးအားပင်ပန်းသွားကြပြီပေါ့နော်အဲဖြစ်တဲ့အတွက်ကြောင့်အားလုံးလည်းတည်တည်ချာချာလေးပြန်ပြီးတော့အနားယူဖို့ရအတဲ့ခြေခေတွေကနေပြီးတော့ဒါရက်ခံအပ်ချင်ပါတယ်ပြီးတော့ခြေခေကျေးဇူးတင်ချင်တာလည်းအများကြီးရှိရပေါ့နော်ပထမဦးဆုံးရှေးဦးစွာခြေခေကိုဒီပြိုင်ပွဲအစရောအဆုံးရောအားလုံးအဆင်ပြေချောမွေ့စွာပါဝင်ခွင့်ရတယ်လို့ experience တွေအများကြီးခံစားခွင့်ပေးတဲ့ရရှိရင်ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့ဒုတိယအနေနဲ့ကတော့ JK ကိုဒီပြိုင်ပွဲ international stage မှာပြိုင်ဖို့ရန်အတွက် JK ကို opportunity ပေးခဲ့တဲ့ JK တို့ရဲ့တိတ်ချရတဲ့ Miss Grand International or Miss Grand Myanmar Daddy ကိုဆရာမရန်စင်းနော်ကိုလည်းအများကြီးကျေးဇူးတင်တယ်လို့ MGM team နေအရောက်ချင်းစီတိုင်းရောလည်းအများကြီးကျေးဇူးတင်ပါတယ်JK ရဲ့လိုအပ်တဲ့ဟာတွေအကုန်လုံးကိုသူတို့ကအများအားဖြည့်ဆည်းပေးရပေါ့နော်ပြိုင်ပွဲမသွားခင်ဆိုတော့ဆိုလို့ရှိရင်လည်း JK ကိုgym ကိုသွားခိုင်းတယ်လို့ပြီးတော့ make up ကိုလည်း JK ကိုတည်တည်ချာချာလေးတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတဲ့နောက်ပိုင်းမှာ JK ရဲ့ဒီဝတ်ဖို့ရန်အတွက်နေ့တိုင်းဖြာနေအောင်လုံးဝအသေးစိတ်အနုစိတ်ကြကြချုပ်ပေးတဲ့ JK တို့ရဲ့ချင်ရတဲ့ဒီဇိုင်နာတွေအကုန်လုံးကိုလည်းဆရာတို့အများကြီးကျေးဇူးတင်ပါတယ်ဆရာတို့ရဲ့လက်မှုလက်ရာကြောင့်ဒါလေ JK ဒီ international stage ပေါ်မှာသူများနဲ့ရှင်လိုက်ရင်တော့လုံးဝမျက်နှာမငယ်ရပဲနဲ့သူများတွေတော့ပြန်အားကြရတဲ့အဆင့်ကို JK တို့ရောက်ရှိအောင်ဆရာတို့ချုပ်လုပ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဆရာတို့အားချစ်ပါတယ် thank you so much ပြီးတော့ JK ကိုအခုဒီပြိုင်ပွဲတောက်လျှောက် day 1 MGM ကနေအစအခု MGI အဆုံးလုံးဝအင်တိုက်အားပေးတဲ့အရောက်ချင်းစီတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်JK ဒီလောက်အားပေးခြင်းခံရမယ်လို့လည်းမထင်ထားဘူးပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အားလုံးအများကြီးကျေးဇူးတင်ပါတယ် JK ကိုJK ပွဲလေးအသက်ကိုအလုံးဝတည်တံ့အချိန်ပေးပြီးတော့ကိုယ်အလုပ်ရှိနေရင်တော့မှအလုပ်ကိုစောပြီးအောင်လုပ်ပြီးတော့ JK ကိုအချိန်ပေးတဲ့အတွက်ကြောင့်အားလုံးအများကြီးကျေးဇူးတင်ပါတယ်တအားချစ်ပါတယ်JK ကိုလည်းဒီလိုမျိုးအမြဲတမ်းစူးစမ်းဖို့ရန်အတွက်chat box ကနေပဲတစ်ဆင့် TikTok ကနေတစ်ဆင့် Instagram Facebook အားလုံးက JK ကိုအားပေးပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့ JK ရဲ့ဒီ update လေးတွေကိုလည်းအမြဲတမ်း update လုပ်ပေးတဲ့ Miss Grand Myanmar fan page ကိုရောပြီးတော့တခြား JK ကိုအားပေးနေတဲ့ page တွေအများကြီးJK တွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီ page တွေအကုန်လုံးကိုလည်း JK အများကြီးပဲကျေးဇူးတင်ပါတယ်အားလုံးရဲ့ဒီ alert ဖြစ်မှု update ဖြစ်မှုတာနဲ့ JK အခုဒီနေရာအထိရောက်ရှိလာတာဖြစ်ပါတယ်ရှင်ပြီးတော့ TikTok မှာဆိုလို့ရှိရင်လည်း JK တို့ရဲ့တိတ်ချရတဲ့အများကြီးပဲပေါ့နော် JK ကိုအားပေးနေတဲ့အကောင့်တွေကနေတစ်ဆင့် JK ရဲ့ဒီနေ့တိုင်း update လေးတွေကိုတင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ပြီးတော့လည်း JK ရဲ့grand sister တွေတခြားလူတွေလည်းအားလုံးကချစ်ခင်လေးနဲ့သူတို့နဲ့ပေါင်းဖော်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကြောင့်သူတို့ကမြန်မာတွေကတအားစိတ်ထားကောင်းတယ်တအားစိတ်ထားကြီးရယ်ဆိုတော့သူတို့ကတွေ့ရတယ်ပေါ့နော်အဲ့ဒါ represent လုပ်ခွင့်ရတဲ့အတွက် JK တအားပျော်တယ်ပြီးလို့ရှိရင်အခု JK ရဲ့ mission တစ်ခုဖြစ်တဲ့ strength can be soft and faith can be fierce ပြီးတော့အခါ JK တို့ရဲ့ဒီလူငယ်လေးတွေအသက်စံပြနမူနာကောင်းတရားဖြစ်ဖို့ရတဲ့ JK ကြိုးစားခဲ့ပါတယ်အဲ့ဒါအတွက်လည်းဖြစ်ခဲ့ဖို့အတွက် JK မျှော်လင့်ပါတယ်ပြီးတော့အခါ JK ကျေးဇူးတင်စရာဆိုလို့ရှိရင်အခု JK တို့ရဲ့အင်္ဂလိပ်မှာပြောလိုက်မယ်ပေါ့နော် Miss Grand International Sernawad Mommy Teresa
Queen CJ and the rest of the queens, especially 2023 first runner-up, our queen, Nini Lee. Mama, thank you so much. I know I'm not just with Mama Nini Lee and solution at JQ. I'm here happy. A couple of years, she's one of you happy at JK. Happy that the JK. Pure, Ashi. အဲ့ဒီတော့ကျွန်တော် JK အကောင့်ဆုံးလုပ်နိုင်ခဲ့တယ်လို့JK ထင်ပါတယ်ပြီးတဲ့နောက်ပိုင်းမှာလည်း JK ကို country power လာမလား popular vote လာမလားအနောက်ကနေအများနဲ့အားမငယ်ရပါတော့အခု country power ဆိုလို့ရှိရင် JK တို့ရဲ့JK တို့ရဲ့မမဖိလစ်ပင်းမမEmma ဆိုလို့ရှိရင်1 and 2ပဲပေါ့နော်JK ကလုံးဝရော့မနေပါဘူးပြီးတော့ popular vote ဆိုလို့ရှိရင်လည်း4လောက်မှရှိပါတယ်အဲ့ဒါ89နိုင်ငံသားမှာအဲ့ရဖြစ်တဲ့အတွက်ကြောင့်အားလုံးဒီလိုမျိုးအားပေးပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် JK ရဲ့ journey ကိုတစ်ချက်ကြည့်ရင်းနဲ့လဲခွန်အားရမယ်လို့ JK မျှော်လင့်ပါတယ် JK တို့ရဲ့ဒီ MGM 2026အတွက်လဲ JK တအားစိတ်လှုပ်ရှားနေပါပြီဘာလို့လဲဆိုလို့ရှိရင် JK တို့ရဲ့ဒီ team ကSir Noah ကိုပြန်စင်ခေါ်ရမယ်ပုံပါ2020အခုဒီ JK တို့လုပ်ခဲ့တဲ့ဒီ production ကိုမီအောင် JK တို့လုပ်မှာဖြစ်ပါတယ်ရှင်ပြီးတော့လည်း JK ဒီနောက်ပိုင်းမှာလည်း JK ရဲ့တိတ်ချရတဲ့ music နဲ့လည်းဆက်ပြီးတော့လုပ်သွားမှာဖြစ်တယ်လို့အားစိုက်ဆရာရှိ JK ရဲ့စာမေးပွဲလည်းရှိပါတယ်အဲ့ဒီတော့ JK အားစိုက်မှာမလို့အားလုံးနဲ့JK ရဲ့တခြင်းထွက်လာပြီးရှိတော့အဲ့ဟာကိုလည်းကြည့်ရှုအားပေးဖို့ရတဲ့ JK တင်လာပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးအများကြီးကျေးဇူးတင်ပါတယ် JK ကိုဒီအလုပ်ရှုပ်နေတဲ့ဂျားကနေတော့ JK ကိုအားပေးပေးတဲ့အတွက် JK အတွက်ရုန်းကန်ပေးနေတဲ့အရောက်ချင်းစီတိုင်းဟိုအများကြီးကျေးဇူးတင်ပါတယ်အခု JK တွေ့တယ်လို့ဆိုလို့ရှိရင် JK ရဲ့ Instagram ကို follow ဖို့ JK ရဲ့ဒီ Facebook page တွေရောဒီ post တွေရော follow ဖို့ရအတွက်အားလုံးက in တိုက်အားတိုက်လူကိုယ်တိုင်နေရာအရက်ကိုတွားပြီးတော့အခုညီလိုက်တောင်းနေ JK ရဲ့အတွက်အားစိုက်ထုတ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်ကြောင့်မြန်မာနိုင်ငံလုံးဝမျက်နှာမငယ်ခဲ့ရပါဘူးရှင်JK တို့ရဲ့မြန်မာဆိုတာဒါပါဆိုတာချပြလက်နိုင်ခဲ့ပါပြီရှင်အားလုံးကလည်းအခု JK မထင်ထားဘူးပေါ့နော်အဲ့ JK တို့ဒီ top 22ဟို announce လုပ်ပြီးတဲ့နောက်မှာ JK တို့အောက်ဆင်သွားတဲ့အချိန်မှာ JK ရဲ့တငယ်ချင်းတွေကမျက်လုံးပြူးပြီးတော့ JK ကိုကြည့်ရပါတော့ JK ကဘာဖြစ်လို့လဲပြောမေးချင်တော့သူတို့ကငါနဲ့ပါမယ်ထင်နေရတယ်အိုးတကယ်ကြီးအဲ့လိုပြောတယ်ဟုတ်တယ်တမီးကအေးဘာလို့ပါမယ်လို့ထင်တာတော့လေအဲ့လိုမေးကြည့်လိုက်တော့သူတို့ကပြောရဒီပထမနေ့ကတည်းကတဲ့ day 1ကတည်းက JK ကိုတွေ့ကြတဲ့က JK က top 10ပါမယ်လို့ထင်ထားတာတဲ့အဲ့ဒါ JK ကလည်းJK တို့ရဲ့JK ရဲ့ destiny ကဒီလိုပေါ့နော်ဒါမဲ့ဒါကတော့အစခြေလမ်းတစ်ခုပဲရှိပါသေးတယ်ဒီထက်မက JK အများကြီးပဲဆက်ကြိုးစားသွားမလို့ JK အမြဲတမ်းပြောတဲ့အတိုင်းပဲကိုယ့်ရဲ့ဘဝမှာကိုမမလုပ်လို့ရှိရင်လုံးဝဖြည့်ဆည်းလို့မရတဲ့နေရာတနေရာအမြဲတမ်းရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်မမ Emma Mary Tickler ကသူ့ရဲ့နေရာမှန်ကိုရသွားပါပြီ winner MGI 2025ရဲ့ winner ရသွားပါပြီသူကလည်းနှစ်တိုင်းစူးစမ်းနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့် JK လည်းမမI'm very happy for you sister Emma Mary Tickler JK တို့တော့မနှုတ်ဆက်လိုက်ရဘူးပေါ့နော်သူကJK တို့ဒီ grand sister တွေက89ယောက်ဆိုတော့စင်ကလည်းအရှိကိုသွားဖို့မဆက်လေနော်ဆိုတော့အခါ JK တို့ကလည်းလှုပ်ရှားရရှိတော့ကားပေါ်တဲ့အမှားတွေနဲ့ဆိုတော့အခါ JK တွေ့လို့ရှိရင်လည်းပြန်တွေ့လို့ရှိရင် congratulate တော့လုပ်လိုက်ရပါမယ်ရှင်ဟုတ်ကဲ့အဲ့ဖြစ်တဲ့အတွက်ကြောင့် JK ရဲ့နေရာတနေရာJK တနေ့ရောက်မယ်လို့လေ JK အမြဲတမ်းယုံကြည်ပါတယ်အဲ့ဖြစ်တဲ့အတွက်ကြောင့်လည်းအခု JK ကိုချိနေတဲ့မိဘပီတူညီကိုမောင်မတွေအားလုံးနဲ့ JK ပြောချင်တာကတော့ခုနအတိုင်းပဲပေါ့နော်ကိုယ့်ရဲ့ဘဝမှာကိုမမလုပ်လို့ရှိရင်လုံးဝမရတဲ့နေရာတနေရာအမြဲတမ်းကိုစီရှိပါတယ်အဲ့တနေရာကလုံးဝကိုယ်နဲ့ suitable ဖြစ်မယ်ကိုယ့်ရဲ့အပျော်ဆုံးနေရာတစ်ခုဖြစ်မယ်
အဲ့လိုရှိပါတယ်အဲ့ဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲဆက်ပြီးတော့ကြိုးစားကြရအောင် fighting for Myanmar အခု MGM 2026လဲလာတော့မှာဖြစ်တဲ့အတွက်ကြောင့်ဟုတ်မယ် stay tuned fighting အားလုံးအများကြီးကျေးဇူးတင်ပါတယ်JK ကိုခုနMGM team မှာလည်းပါရပါတော့အကိုအဘအနော်လမှုတို့ cameraman တွေအားလုံးရော JK တို့ရဲ့ team တွေအားလုံးကိုရော JK အများကြီးကျေးဇူးတင်ချင်တယ် I also want to thank Miss Grand International crew for always taking care of us and all the sponsors for giving us purple free luggage and also skincare products and a lot more. Thank you so much for that. Love you guys so much and I can't wait to see your 2026 performance. Same goes to Miss Universe, Sir Noah, and Mommy Teresa, Queen CJ, and everyone else. Thank you so much. Alon amyai jesu tin pare. Tanai le khwe episodeတော့အခါအားလုံးလဲပြန်မှန်ကြားရမယ်လို့JKထင်ပါတယ်ဘာလို့လဲဆိုတော့ရှင် country power popular vote အဆက်မပြတ်လာနေတာမို့လို့JKဒီလိုအပြည့်ပြည့်တဲ့အများကြီးကျေးဇူးတင်တယ်လို့အားလုံးပဲကျမရေများကိုဂရုစိုက်ပြီးတော့အနာယူကြပါအောင်ရှင်လို့ပြောချင်ပါတယ်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်JKတို့ရဲ့နောက်ထပ် journey မှာလည်းအတူတူဆက်ပြီးတော့ကြိုးစားကြရအောင်ရှင် Love you so much guys. Good night.